ငယ်စဉ်ကတည်းကစီမျောခဲ့တဲ့သူ့ရဲ့တန်စင်တွေဘဝရဲ့ဒသနာတွေနဲ့ပြောစရာအချစ်ကြောင်းတွေလူသားတွေရဲ့နေစဉ်ဘဝကိုဖြီးပြင်းစွာရေးဖွဲ့သူ့ရဲ့ဂီတာသံကမော်ဝင်ပြင်းစားလက်လုံးဖန်စားခဲ့တယ်ဂီတာသူရဲ့ကောင်းအစားထိုးမရတဲ့စောဝဲမှုကြည်သူဘဝတွေကိုသချင်းတွေနဲ့ဖွင့်ဟပြသူမရှုံးနိုင်တဲ့တန်စင်တွေအမြဲတမ်းလန်းဆန်းနေစေမြမကြီးတဲ့မြစ်ပြင်ချဲမှာသူဟာထာဝရရှိသန်နေမယ်သူထတော်တဲ့ပြည့်တွေကိုလိုလားခဲ့တဲ့ဆရာစနစ်တကျတီထောင်ခဲ့တဲ့ကန်တွင်ဂီတအဖွဲကြီးကိုသူခုမရဲ့အရှင်သခင်ဂီတသမိုင်းရဲ့အမွေလေးစားအားကြလျက်အမွေလေးစားအားကြလျက်ပါတူယူစရာဂုဏ်ပြုအပ်တယ်ဂီတသူရဲ့ကောင်းအစားထိုးမရတဲ့စောဝဲမှုကြည်သူဘဝတွေကိုသချင်းတွေနဲ့ဖွင့်ဟပြသူမရှုံးနိုင်တဲ့တန်စင်တွေအမြဲတမ်းလန်းဆန်းနေစေမြမကြီးတဲ့မြစ်ပြင်ချဲမှာသူဟာထာဝရရှိသန်နေမယ် Power chores I'm the net rock by season needed through yeah now me shin back take out the children at the when they say so when move gita ya through yeah gone sissy thought the ayong go to cha se de through yeah now me